PDF ကောင်းဆောင်ရေဘလူးကိုကြော်မျိုးမင်းကအချောက်လို့ပြောလို့ PDF ကောင်းဆောင်ရေဘလူးကဘယ်လိုမျိုးပြန်ပြောတာလဲဆိုတာတစ်ချက်နားထောင်ကြည့်နော်ကြော်မျိုးမင်းကိုပြန်ရုပ်တုတ်ပြန်တာနော်ဘယ်လိုတုတ်ပြန်တာတစ်ချက်နားထောင်ကြည့်နော်တကယ်မြေပြင်မှာဖြစ်တာအဲ့ဒါမဟုတ်ဘူးကျွန်တော်သိနေတာအဲ့ဒါမဟုတ်ဘူးကျွန်တော်သိသလောက်ကဒီကောင်ကရေဘလူးအချောက်ကျွန်တော်သိရရေဘလူးအချောက်နော်တော့ဗါလဲဆိုတော့ရေဘလူးကပြောတဲ့စကားလုံးရှိတယ်စစ်ကိုတဲ့စစ်နဲ့တော်တိုက်ပါတယ်စစ်တိုက်ဖို့တက်လာတဲ့ကောင်တွေကတဲ့ဘာလို့ရွာသားတွေဖမ်းလဲတဲ့တိတ်ခမရှိဘူးတဲ့စာတင်ကျောင်းတွေဘာလို့ပြစ်ရှိဘာဖြစ်လို့ဖျက်ဆီးတာလဲဘာညာပေါ့စစ်တိုက်လာတဲ့ကောင်တွေကကျွန်တော်လာရင်ထွက်ပြေးသွားတယ်တဲ့စစ်တိုက်ဖို့လာတဲ့ကောင်တွေသူတို့လာရင်ထွက်ပြေးတယ်တဲ့ထိတိုက်တွေ့ကျင်နေဆိုရင်စောင့်ပေါ်တဲ့ည7နာရီထိုးပါသူတို့ရှိတဲ့နေရာကိုကြောက်တယ်တဲ့မနေ့ကျတော့ထွက်ပြေးသွားတယ်တဲ့ကမ္ဘာအဆင့်ပြီဆိုတဲ့စစ်တပ်ကတိတ်ခမရှိဘူးတဲ့ဟဲ့တော့ပြောနေတာတရားတွေကိုပလဲမှမေးစားရတဲ့ကောင်ကြော်မျိုးမင်းလားကြော်မျိုးမင်းလားတော့မသိဘူးမင်းကတော့ပြောတော့လားဒီမျိုးကိုသိလို့ရလားတော့ဘာလို့မင်းလဲဟုတ်လားဒါဆိုလို့ရှိရင်မင်းတို့တခုတည်းပြောမလို့ရနာတော့မင်းရဲ့မိမကိုရေးမှလက်ထားခဲ့ငါတို့ရအောင်မင်းမိမကိုပါနိုင်ပြမယ်သူချစ်ဝမ်းတော့မသိဘူးနော်ဒီတိုင်းပြမယ်